motivation ဆိုတာပါလေ discipline ဆိုတာပါလေဘယ်နည်းအောင်သိချင်းလဲ motivation ဆိုတာကမီးလိုပဲခဏတာလောင်ကျွမ်းပြီးတော့စိတ်အပြင်းပြပေမဲ့ရေရှည်မခံဘူးဟုတ်ပြီနော် motivation ကကျွန်တော်တို့ရဲ့လမ်းခရီးကိုစတင်ဖို့တွန်းပို့နိုင်ပေမဲ့လမ်းခရီးမှာအခက်အခဲတွေကြုံလာတဲ့အခါမှာနာကျင်စရာတွေနဲ့ကြုံတဲ့အခါမှာဆက်ရှုပ်ဖို့ရန်အတွက်မကူညီပေးနိုင်ဘူး discipline ကကြတော့ကျွန်တော်တို့ရဲ့ကြော်ရောပဲကျွန်တော်တို့လှုပ်ချင်စိတ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်တော်တို့ရဲ့ခြေလမ်းကိုတွန်းပို့ပေးတယ် motivation ကတော့ကျွန်တော်တို့ကိုစတင်ခိုင်းတယ် discipline ကကြတော့ကျွန်တော်တို့ကိုလမ်းကြောင်းရောက်အောင်တွန်းပို့ပေးတဲ့အရာပဲဖြစ်ပါတယ် motivation ကခံစားချက်ဖြစ်ပြီးတော့ discipline ကကျွန်တော်တို့ရဲ့ပန်းနိုင်ကိုအရောက်ပေါ်ပေးတဲ့အရာဖြစ်တယ် motivation နဲ့ discipline သင်ပါကိုရွေးမလဲခံစားချက်နှုတ်ကိုလိုက်ပြီးအသက်ရှင်မလားကိုအနိုင်ယူပြီးတော့အောင်ပွဲခံမလားရွေးချယ်ဖို့သင်ရဲ့လက်ထက်မှာရှိတယ်